မင်္ဂလာပါရှင်မြက် cooks ကနေကြိုဆိုပါရစေဒီနေ့တော့မြက်ကဝတ်သားပုံးရင်ကြီးချက်ကိုစီလုံးဝမပါဘဲနဲ့ချက်ပြပေးသွားမှာမို့ဗီဒီယိုဆုံးထိကြည့်ပေးသွားကြပါအောင်နော်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ဝတ်သားစက်သွန်နီဂျင်းစက်သွန်ဖြူပုံးရင်ကြီးစားတကြားနဲ့ဂျင်းမုံလို့ဖြစ်ပါတယ်ပထမဆုံးရေတေချာဆေးထားတဲ့ဝတ်သားတွေကိုစားနဲ့ဂျင်းမုံထည့်ပြီးတော့တေချာနေပေးပါမယ်ရှင်ဝတ်သားရဲ့အစီတွေကိုထုတ်ဖို့အတွက်အပူပေးထားတဲ့ဒိန်ဦးတွေကို15မိနစ်လောက်ထည့်ပြီးတော့မှွေပေးပါမယ်ရှင်။ပထမ9မိနစ်လောက်မှာဝတ်သားရဲ့အစီတွေထွက်လာပါတယ်။10မိနစ်လောက်မှွေပြီးတဲ့အခါမှာဝတ်သားကအနီရောင်လေးစပေါက်လာပြီးတော့စီတွေထွက်လာပါပြီရှင်။အိုးထဲကနေပြီးတော့ပကံလွတ်တစ်လုံးနဲ့ကိုပြောင်းထည့်ပါမယ်။ပြောင်းထည့်တဲ့အချိန်မှာလည်းကျမအိုးထဲကစီတွေမပေါအောင်အတက်နိုင်ဆုံးစီစစ်ပြီးတော့ထည့်ပါရရှင်။ဒဲဦးထဲမှာနောက်ဆုံးကျန်ခဲ့တဲ့ဝက်စီကိုကျမခွက်လွတ်တစ်လုံးနဲ့ကိုထည့်ပြီးတော့ဖယ်ထားပါတယ်။အိုးမှာကတ်ကြံခဲ့တဲ့စီထဲကိုပဲတကြားနှစ်စွန်းထည့်ပြီးတော့မှွေပေးပါတယ်။ဝတ်သားအယောင်တင်ဖို့အတွက်ပါရှင်။တကြားတွေအညိုရောင်ပြောင်းပြီးတော့အရေပျော်လာတဲ့အခါမှာစီစစ်ထားတဲ့ဝတ်သားကိုထည့်ပါမယ်။ရွှေညိုရောင်တန်းလာတဲ့အထိမှွေပေးပါမယ်ရှင်။ကျမလိုချင်တဲ့ရွှေညိုရောင်လေးရတဲ့အခါမှာတော့ကြိတ်ထားတဲ့ချင်းလေးစိတ်နွားထားတဲ့ချက်သွန်လေးနဲ့အခွန်နွားထားတဲ့ချက်သွန်ဖြူကိုထည့်ပြီးတော့အနံ့မှွေးလာသည့်အထိမှွေပေးပါမယ်။ဒီဟင်းချက်နည်းမှာပဲငံပြားရဲ့အကြီးအနောက်ချိုက်တယ်ဆိုရင်ဒီအချိန်မှာထည့်နိုင်ပါတယ်။ကျမတော့ပုံးရင်ကြီးကနေပြီးတော့ရတဲ့အညိုရောင်လေးကိုပဲလိုချင်တာဖြစ်တဲ့အတွက်ပဲငံပြားကြီးသုံးထားပါဘူးရှင်။ဂျင်းချက်သွန်ဖြူစီတက်နဲ့နေမှွေးလာတဲ့အချိန်မှာရေဖြော်ထားတဲ့ပုံးရင်ကြီးကိုအိုးထဲထည့်ပြီးမှွေပါမယ်ရှင်။အရသာအတွက်စားနဲ့တကြားထည့်ပါမယ်။အသားတွေကိုပုံးရင်ကြီးနှစ်တွေစိတ်ဝင်အောင်တေချာမှွေပြီးသွားတဲ့ချိန်မှာတော့အသားတွေကိုမြေအိုးထဲပြောင်းထည့်ပါမယ်။မြေအိုးနဲ့ချက်တဲ့အသားကပုံမှန်အိုးတွေနဲ့ချက်တာထက်ပိုပြီးတော့နုနုအီအီနဲ့စားကောင်းပါတယ်။အိုးထဲကိုအသားမြုပ်ယုံရည်ထဲအဖုံးအုပ်ပြီးမိနစ်20လောက်တည်ထားပေးတဲ့အခါမှာမအီပဲနဲ့နုနုအီအီနဲ့အလွန်စားလို့ကောင်းတဲ့ဝက်ပုံးရင်ကြီးချက်လေးရပါပြီရှင်။မြတ်တို့အိမ်မှာတော့ဝက်ပုံးရင်ကြီးချက်ကိုငရုတ်သီးဆက်ဆက်ဖြောထားတဲ့ငါးငပိရေကျိုးအတိုးမြုပ်တွေနဲ့စားခဲ့ပါတယ်ရှင်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့မြတ် cooks ကို like and subscribe လုပ်ပေးသွားကြပါအောင်ရှင်။